ကောင်လေးကဘီလီရဲ့ကစားနည်းကိုတင်ကျင်လို့ချန်ပီယံရဲ့ကစားကွက်တွေကိုခိုးကြည့်ပြီးလိုက်တူပတ်ခဲ့ပါတယ်အဖြူရောင်ဘောလုံးကိုတုံးပြီးဖြောင့်တန်းတဲ့ရိုက်ချက်တွေကိုအဲ့ဒီလူလေ့ကျင့်နေတာကိုသူစောင့်ကြည့်ခဲ့တာပါပြီးတော့သူ့ရဲ့ဘောလုံးကိုနေရာချပြီးအဲ့ဒီလူအတိုင်းလိုက်ရိုက်ကြည့်ပါတယ်ဒါပေမဲ့ကောင်လေးမှာလိုအပ်တဲ့နည်းစနစ်တွေမရှိသေးတာသိတာနေပါတယ်အဲ့ဒီအချိန်မှာပဲထိုလူဟာကောင်လေးစီလျှောက်လာပြီးသူ့ကိုအတူခိုးနေတာကိုရိပ်မိသွားပါတယ်သူကကောင်လေးရဲ့အနေထားကိုအနှဲငယ်ပြင်ပေးလိုက်တာနဲ့တင်ကောင်လေးဟာဖြောင့်တန်းတဲ့ရိုက်ချက်နည်းစနစ်ကိုချက်ချင်းကျွမ်းကျင်သွားပါတယ်တနာကြီးကြတော့အဲ့ဒီလူကမျက်နှာကိုတစ်ဖက်နဲ့အုပ်ပြီးအနားယူပါတယ်ဒါကိုကောင်လေးကဆက်ဆုချင်တာနဲ့လိုက်လုပ်ပြီးမျက်နှာကိုတစ်ဖက်နဲ့အုပ်ကအနားယူလိုက်ပါတယ်သူပြန်နိုးလာတဲ့အခါသူ့ရဲ့အာယုံစူးစိုက်မှုဟာအရင်ထက်တိတိတတ်တာပိုကောင်းလာတာကိုတွေ့လိုက်ရပါတယ်ကောင်လေးရဲ့ပါရမီကိုတည်သွားတဲ့အဲ့ဒီလူဟာသူ့ကိုတပည့်အဖြစ်လက်ခံလိုက်ပါတယ်သူ့ရဲ့လမ်းညွှန်မှုအောက်မှာကောင်လေးရဲ့အရေးချင်းတွေဟာအရှိန်ဟုန်နဲ့တိုးတက်လာခဲ့ပါတယ်ကောင်လေးအမြဲတမ်းအိမ်ပြန်နောက်ကျနေတာကိုသတိထားမိတဲ့သူ့အမေကနောက်ကနေတိတ်တဆိတ်လိုက်ကြည့်ပါတယ်သူဘီလီရဲ့ခမ်းမထဲဝင်သွားတာကိုအမေဖြစ်သူမြင်သွားပါတယ်ဒီလိုနေရာမျိုးဟာကလေးတစ်ယောက်အတွက်မတင်တော်ဘူးလို့ယူဆပြီးအမေကဒေါသကြီးနဲ့ကောင်လေးကိုဆွဲခေါ်သွားဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှာထိုလူကဝင်သားပြီးကောင်လေးရဲ့ပါရမီကိုမဖျက်ဆီးပါနဲ့လို့တောင်းပန်ပါတယ်အချိန်တစ်ခုပြီးရင်ဒီကောင်လေးဟာကမ္ဘာဘီလီရဲ့ချန်ပီယံဖြစ်လာမှာတေချာတယ်လို့သူကအာမခံပါတယ်ဒါနဲ့အမေဖြစ်သူကမတက်တာတဲ့အဆုံးကောင်လေးကိုဘီလီရဲ့ဆက်တင်ဖို့ခွင့်ပြုလိုက်ပါတယ်လအနေငယ်ကြာမှာတော့ကောင်လေးဟာပြိုင်ပွဲဝင်များစွာတဲ့ကနေထူးထူးခြားခြားလက်စွမ်းပြပြီးဘိုလူပွဲအထိတက်လန်းနိုင်ခဲ့ပါတယ်ဘိုလူပွဲနေ့ကိုရောက်လာတဲ့အခါသူ့ရဲ့ပြိုင်ဘက်ကလက်ရှိစနုကချန်ပီယံဖြစ်နေပါတယ်အစပိုင်းမှာချန်ပီယံကကောင်လေးကိုလုံးဝဂရုမစိုက်ခဲ့ပါဘူးဒါပေမဲ့ကောင်လေးရဲ့ထူးခြားတဲ့လက်စွမ်းနဲ့ပါရမီကြောင့်ချန်ပီယံဟာမကြခင်မှာပဲချင်းချောက်မှုကိုခံစားလိုက်ရပါတယ်ပွဲတစ်လျှောက်လုံးရမှတ်တွေဟာတမတ်ချင်းစီကပ်လိုက်နေပါတယ်ဒါပေမဲ့ကောင်လေးကအယမ်းငယ်သေးတာကြောင့်အပြင်းထန်အာရုံစိုက်ရတာဟာသူ့အတွက် PR တွေဖြစ်စေခဲ့ပါတယ်သူပထမဆုံးအမှားလုပ်လိုက်မိတဲ့အချိန်မှာပွဲအခြေအနေကသူ့အတွက်ဆိုးရွားသွားပါတယ်ပြိုင်ဘက်ကလည်းအခွင့်အရေးမပေးဘဲအဆက်မပြတ်ထိုးစစ်ဆင်ပါတယ်ကောင်လေးရဲ့လှုပ်ရှားမှုတွေဟာယုံကြည်မှုပျောက်ဆုံးပြီးတိုးဆုပ်တုံလှုပ်လာပါတယ်နောက်ဆုံးပွဲစဉ်ကိုရောက်တဲ့အခါမှာတော့ဆရာဖြစ်သူကလက်ကင်ပိုဝါကိုထုတ်ပြီးမျက်နှာကိုအုပ်လိုက်ပါတယ်ဒါဟာဘာကိုဆိုလိုလဲဆိုတာကောင်လေးနားလည်သွားပါတယ်သူလည်းလက်ကင်ပိုဝါကိုထုတ်ခုံမှမိထိုင်ပြီးမျက်နှာအုပ်ကအနားယူလိုက်ပါတယ်ဒီထူးဆန်းတဲ့လုပ်ရက်ကြောင့်ကြည့်ရှုသူအားလုံးဆက်ဆုကျင်စိတ်တွေဖြစ်သွားကြပါတယ်မိနစ်အနည်းငယ်ကြာမှာတော့ကောင်လေးကလက်ကင်ပိုဝါကိုဖယ်ပြီးစပွဲစီပြန်လာပါတယ်အခုဆိုရင်သူ့ရဲ့အာယုံစိုက်မှုဟာပွဲပေါ်မှာပဲလုံးဝနှိမ့်ဝင်သွားပါပြီသူဟာလူတခြားတစ်ယောက်လိုဖြစ်နေပြီးသူ့ရဲ့ထက်မြက်တဲ့ကစားကွက်တွေကပြိုင်ဘက်ကိုလုံးဝအခွင့်အရေးမပေးတော့ပါဘူးနောက်ဆုံးအနက်ရောင်ဘောလုံးကိုရိုက်ရမယ့်အချိန်မှာကောင်လေးကအခက်အခဲဆုံးရိုက်ချက်ကိုရွေးချယ်လိုက်ပါတယ်သူဘောလုံးကိုရိုက်လိုက်တဲ့အချိန်မှာလူတိုင်းအသက်ရှူအောင်ပြီးစောင့်ကြည့်နေကြပါတယ်အနက်ရောင်ဘောလုံးကကျင်းထဲကိုလှလှပပဝင်သွားတယ်လို့ရိုက်လိုက်တဲ့အဖြူရောင်ဘောလုံးကလည်းတင်းငိမ်စွာရပ်တန့်သွားပါတယ်ဒီလိုကျွမ်းကျင်လုံးတဲ့လက်စွမ်းကြောင့်ပြိုင်ဘက်ဖြစ်သူတောင်အံ့ဩသွားပြီးရှုံးနိမ့်မှုကိုကြည်ကြည်နက်နက်လက်ခံလိုက်ပါတယ်ကောင်လေးဟာချန်ပီယံဆုကိုစုခူးသွားနိုင်ခဲ့ပါပြီ